ညဖျားမှာမြင်သာခြင်းမှမြင်သာတဲ့ရွာလေးကမိခိုးနွဲတည်နေတဲ့အိမ်ဟောင်းကြီးတစ်လုံးရှိတယ်။မနေ့ကမှရွာပြူငါတဲ့သူကြီးတိုးတိုးတိတ်တိတ်ကောင်းကွက်နဲ့အိမ်ထဲကိုဝင်သွားတယ်။နာရီဝက်လောက်ကြာမှာပဲသူ့အတန်ကြောက်လန့်နဲ့ဘသူကမှမဝင်ရဘူးဆိုတဲ့အတန်နဲ့ထွက်ပြေးလာတာ။ရွာသားတွေကဘာဖြစ်လဲသိချင်ပြီးသွားကြတာပေါ့။တော်တော်များများကတော့မသူ့ညံ့ရဲဘူး။ဒါပေမဲ့ဦးတန်းဆိုတဲ့အသက်30ကျော်လောက်နဲ့စိတ်တန်မာတဲ့လူတစ်ယောက်ကတော့မယုံမနိုင်ဖြစ်သွားလို့ဝင်ကြည့်ဖို့ဆုံးဖြတ်တယ်။ညမိုက်အချိန်မှာဦးတန်းတစ်ယောက်မီးတိုင်လေးနဲ့အိမ်ထဲဝင်သွားတယ်။တိတ်ဆိတ်လာတဲ့အိမ်ထဲမှာသူကကြမ်းခင်းထဲမှာရေဆိုနဲ့လူလဲသွားတဲ့အရာကိုတွေ့တယ်။မီးတိုင်ပြီးတော့မျက်လုံးပြက်နေတဲ့မိန်းမတစ်ယောက်ကသူ့ဘေးကနေတိုက်နဲ့ပြန်သွားလို့ဆိုတယ်။ဦးတန်းကတုံလုံးမိပေမဲ့မထွက်ဖဲမင်းပဲသူလဲလို့မေးလိုက်တယ်မိန်းမကမျက်နှာမပြင်းပဲကျမကဒီအိမ်ပိုင်ရှင်ကျမကိုတတ်လိုက်တာသူတို့ပါမင်းကတော့မရှင်နိုင်ဘူးလို့တိတ်လေးပြောလိုက်တယ်အဲ့ဒီချိန်မှာပဲဦးတန်းနောက်ဆုံးမဲ့အစားစူးစားပြီးမိတိုင်ဖြတ်လိုက်တယ်မိတိုင်ငိမ့်သွားချိန်မှာပဲအတန်တွေငိုကြွေးတန်တွေပတ်လဲလာတယ်သူ့အနားမှာမျက်နှာတွေပြန်လှည့်နေတဲ့လူတွေမိန်းမတွေတဝိုက်ကျင်းမြောင်းလာကြတယ်တန်တမလေးကြာမှဦးတန်းပြန်မမြင်ရတော့ဘူးသူ့လူသားအလောင်းကတော့နောက်နေ့မျက်လုံးတွေပြက်နေပြီးအဲ့ဒီအိမ်ထဲမှာပဲတွေ့ခဲ့ရတယ်အဲ့ဒီနောက်ပိုင်းတော့အဲ့အိမ်ထဲဝင်တဲ့သူတယောက်တူမပြန်မြင်ရသေးဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ